MZ တို့ MH တို့ MZG တို့ပေါ့နော်M နဲ့စတဲ့ဟာတွေဆိုရင်တော့ဒါ 3.0 VVDI engine တွေကိုသုံးတာတွေ့ရတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ကကားဝယ်မယ်ဆိုရင်သူကနော် engine power လည်းကြည့်ရမယ်နော်ဒီ grade ကိုလည်းကြည့်ရတယ်ပေါ့နော် engine power နဲ့ grade နဲ့ကြည့်ပြီးတော့လည်းခွဲလို့ရတယ်ပေါ့နော်ကားနောက်ဒီတော်တော်ကွာသွားတာဘာလဲဆိုတော့ဒီဟိုဆိုရင် MZ နဲ့ MZG ဆိုရင်ဒါအမြင့်ဆုံး grade တွေပေါ့သူက luxury grade ဖြစ်သွားတယ်ပေါ့နော်slide door တွေလည်းသူကအမျိုးစုံပါတယ်ပေါ့နော်အဲ့ဒါတွေတော့တွေ့ရတယ်နောက်ပြီးတော့ဒီ7 seater တွေများတယ်ပေါ့နော်7 seater တွေများတယ် TV တွေဒါအပူပါလာတယ်ပေါ့နော်ကား TV တွေပါ system sound system တွေဆိုလဲဒါကောင်းရတယ်ပေါ့တအားကောင်းတယ်ပေါ့နော် airbag တွေပါလေဆိုလဲ10လုံးတောင်ပါတယ်ခင်ဗျအဲ့ဒါဖက်ကလေ